ပြင်းဦးလင်ဖောင်းတော့ဘက်မှာပေါ့နော်ဒီမြင်းခွာရက်တွေအလေးကျပေါက်နေရတဲ့ကိုရီးယားမြင်းခွာရက်တအားကြိုက်တယ်လို့ဆိုတော့ခူးတာပေါ့နော်ပြင်းလိုက်ကြည့်ပဲအဲ့ဒီမြင်းခွာရက်မျိုးစားကသူကအယိုးလေးလဲစားလို့ရတယ်ခူးလာတော့ကရင့်မယ်ထင်တယ်လုံးဝမရင့်မယ်နဲ့နုနုလေးတွေပေါ့နော်တုတ်ကြည့်တော့တအားကိုစားကောင်းတယ်ကဲမြင်းခွာဒီနော်ဒါဈေးထဲမှာရောင်းနေမြင်းခွာပဲကြမ်းပါရေးကြည့်ရောမြင်းခွာရဲ့အလကားရရင်ကျမအလကားလိုက်ကြည့်ပါရဲ့အတွင်းလိုက်ပါချင်းညာရွရကဲမြင်းခွာရဲ့ဒီအဲ့လိုခူတာအဲ့လိုရအောင်နော်ညာမြင်းခွာရက်ကိုရေနဲ့3ထပ်လောက်ဆေးထားတယ်ပေါ့နော်3ထပ်တောင်မဟုတ်4ထပ်လောက်ဆေးထားတယ်ပေါ့မြင်းခွာရက်လေးတို့ခက်ကြမ်းကြမ်းပဲလှိလိုက်တယ်ပေါ့နော်တိတ်ပြီးတော့သေးမနေဘူးခက်ကြမ်းကြမ်းလေးနဲ့စားလို့ကောင်းတယ်ပေါ့ဒီမြင်းခွာရက်မျိုးစားပြင်ဆ5ပါးပအောင်ခူလို့ရတယ်ပေါ့နော်သူကအနွယ်လိုက်ကြီးတွေပါလာတာခူလို့ရှင်လေမြင်းခွာရက်ကိုခက်ကြမ်းကြမ်းလေးလှိထားပါတယ်ကျက်သွန်ဒီ3လုံးလောက်ကိုပပလှီးထားတယ်ပေါ့မြင်းခွာရဲတုတ်ပြရင်လူတိုင်းကတော့မြင်းခွာရဲတုတ်တတ်တာပဲပေါ့နော်ဒါပေမဲ့ဒီလက်ဆက်ဆက်ခူးလာတဲ့မြင်းခွာရဲလေးကိုအရန်စားလို့ကောင်းတယ်ဆိုတာသိစေခြင်းလို့တုတ်ပြတာပါကဲမြင်းခွာရဲတုတ်ဖို့အတွက်ကမြေပဲစံသမယာတီစွန်ကြောင်းမုတ်မြေပဲလေးတွေကိုထောင်းထည့်တယ်နော်ဇွန်ကြောင်းမုတ်ကိုဇွန်နဲ့တဇွန်လောက်ပဲထည့်တယ်ပေါ့မြေပဲမြများလေးထည့်ထားတယ်ပေါ့မြေပဲမြများလေးထည့်ထားတဲ့အခါမှာပဲမုတ်တွေပါထည့်စရာမလိုတော့ဘဲနဲ့ဒီမြခွာရတုတ်ကစားကောင်းတာပေါ့နော်စားပဲထည့်တယ်ပေါ့နော်တခြားအသားမှုန့်တွေချုံမှုန့်တွေဘာမှုန့်မှမထည့်ပါဘူးပြီးတော့တမယာကြီးလေးညှစ်ထည့်တယ်ပြီးရင်နှမ်းစီလေးဖြူပြီးတော့တုပ်လိုက်တယ်ပေါ့နောက်ဆုံးမှနှမ်းနဲ့ကျက်သွန်အနီကြော်ထည့်တယ်ပေါ့ဒါဆိုရင်မြခွာရတုပ်လေးရပါပြီနော်နှမ်းနောက်ဆုံးမှနှမ်းစီဖြူနှမ်းဖြူပြီးရင်မြခွာရကိုတုပ်လို့ရပြီပေါ့နော်မြင်းခွာရီကိုလက်ဆက်ဆက်ခူးပြီးချက်ချင်းတုပ်စားလို့လားမသိဘူးအရန်ကိုကောင်းတာပါတကယ်ပါအဲ့လိုမျိုးမြင်းခွာရက်တွေတွေ့လို့ရှိရင်ခူးပြီးတော့တုပ်စားကြည့်နော်တကယ်ကိုလက်ဆက်ပြီးရန်ကောင်းတာဈေးထဲကဝယ်တဲ့မြင်းခွာရီနဲ့တော့လုံးဝမတူကောင်းတယ်နော်နူးညံ့တာပဲချက်ချင်းခူးချက်ချင်းဒီ page လေးကိုကြိုက်နေတတ်တယ်ဆိုရင် subscribe လုပ်ပြီး like ပေးခဲ့ပါနော်ကျေးဇူးတင်ပါတယ်